ခဲဒီနေ့တော့ချက်ကောင်လုံးကြော်ပြီးတော့ပြန်နှက်တာလေးလုပ်ပြပါမယ်အဲ့ဒါကိုအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတွေမှာတော့ချက်ပလောက်လုပ်တယ်လို့ခေါ်ပါတယ်အရင်ဆုံးဂျင်းနဲ့ချက်သွန်ဖြူလေးကိုနှွာထားမယ်ပြီးတော့လို့ရှိရင်အဲ့ဒါလေးကိုချိတ်တာဖြစ်ဖြစ်ထောက်နှဖြစ်ဖြစ်လုပ်ထားမယ်ပေါ့နော်ချက်ကိုတော့ရှလကာရည်လေးနဲ့စီထားမယ်ပြီးတော့ရင်ဂျင်းရဲ့အရည်လေးရဲ့ချက်သွန်ဖြူလေးရဲ့ထည့်ပေးမယ်တိချာလေးနဲ့ပေးပါပြီးရင်စားရဲ့စနွင်းရဲ့အယောင်မုတ်ကလေးရဲ့တုပ်ပေးပါမယ်ပြီးတော့လို့ရှိရင်တော့အဲ့ဒါလေးကိုခဏနှက်ထားပါမယ်နှိုစိမ့်လေးထည့်ရင်တော့စိမ့်စိမ့်လေးနဲ့ပူစားလို့ကောင်းပါတယ်အမှန်တကယ်တော့ဒိန်ဂျင်လေးနဲ့နှက်ရတာပါဒိန်ဂျင်မရှိတော့ရှာလကာရည်လေးနဲ့တေချာဆေးပြီးတော့အခုလိုနှက်ထားလဲနူးဤပြီးတော့စားလို့ကောင်းပါတယ်ဟင်းချက်တယ်ဆိုတာကတော့အိမ်မှာမရှိရှိရလေးနဲ့အဆင်ပြေတယ်လို့ချက်လိုက်ရတာပါဒါလေးရှိမှဟိုဟာလေးရှိမှဆိုပြီးတော့ချက်မယ်ဆိုရင်တော့မချက်ဖြစ်တော့ပါဘူးကဲအဲ့ဒါလေးကိုနှက်ပြီးတဲ့အချိန်မှာတော့စက်သွန်လေးတွေကိုနှွာပြီးတော့လှိထားမယ်ပြီးရင်စီချက်ပြီးတော့ကြော်ထားပါမယ်စက်သွန်များလေးနှစ်များရလေးပါပဲစက်သွန်လေးကိုကျွတ်နေအောင်တေချာလေးစီပူပူလေးပဲမှာထည့်ပြီးကြော်ပါမယ်ဒီမှာကတော့စက်သွန်ကြော်ဆိုလို့ရှိရင်တော့အိမ်မှာကြော်တာလေးပဲသုံးပါတယ်ကဲတိချာလေးစက်သွန်လေးကိုညီရဲသွားတဲ့အထိကြော်ပြီးတော့အရန်ကြီးရဲသွားလို့ရှိရင်လည်းမဲကြီးဖြစ်သွားတော့မလှတော့ပါဘူးစက်သွန်ကြော်လေးကိုဆဲပြီးတော့ဖယ်ထားလိုက်ပါမယ်အေးသွားလို့ရှိရင်တော့သူကကျွတ်သွားပါပြီအခုလိုလက်ကလေးနဲ့ခြေထားပါမယ်ပြီးသွားလို့ရှိရင်တော့မဆလာပြင်ဆင်ပါမယ်မဆလာကတော့စမုံစပါးလေးရယ်နနန်းစီလေးရယ်ဇီရာလေးရယ်ကိုလော်ပြီးတော့တစ်ခုချင်းဒီကိုထောင်းပြီးတော့အဲ့ထဲကိုထည့်ပါမယ်ပြီးသွားလို့ရှိရင်ဓာတ်ပေါက်မဆလာလေးလည်းထည့်ပြီးတော့စီချက်ကလေးနဲ့လဲထားပါမယ်ရှင်ချက်ကလည်းအခုလောက်ဆိုလို့ရှိရင်နူးတော့ပါပြီဒီချက်ကလေးကိုစီပူခုနစီချက်ဆယ်ပြီးသားကျန်တဲ့စီလေးထဲမှာကျွတ်နေအောင်လို့ကြော်ပါမယ်အဲ့လိုကြော်ခြင်းအပြင်အရေးပြားလေးတွေကတင်းတင်းလေးနဲ့စားလို့ကောင်းပါလေဒီပတ်ဒီပတ်နှံပြီးတိချာလေးရဲတော့အောင်ကြော်မယ်နော်ချက်ကလေးကလေကားမတော့အောင်လို့ချက်ချီတော့ကလေးတွေနဲ့ရင်အောင်လေးတွေကိုချက်ချီကြိုးလေးနဲ့ခြိထားလို့ရပါတယ်နော်အိမ်စားမှဆိုပြီးတော့မချီလဲရပါတယ်ရှင်ပြီးသွားရင်ခုနစီလေးကိုအိုးပြောင်းပါမယ်ကျမကတော့အလွယ်တကူပေါင်းဦးလေးနဲ့ပဲပေါင်းလိုက်ပါတယ်ပေါင်းဦးလေးရဲ့မှာစီထဲမှာဂျင်းနဲ့ချက်သွန်ဖြူလေးကိုစီတက်တယ်ပြီးသွားလို့ရှိရင်ကြက်သားလေးကိုလုံးပြီးတော့10မိနစ်လောက်ပေါင်းလိုက်ပါတယ်ပေါင်းလို့ပြီးသွားရင်တော့ကြက်ကနူးနေပါပြီနူးသွားတဲ့အခါကျလို့ရှိရင်ခုနစီချက်ကလေးတွေထည့်ပြီးတော့ခဏလောက်တည်ထားလိုက်လို့ရှိရင်တော့ရသွားပါပြီရှင်ကြက်ပလောက်ကလေးထဲမှာတချို့ကတော့ကြက်ဥလေးတွေထည့်တယ်ပြီးသွားလို့ရှိရင်အတန်းမြစ်ကလေးတွေပါထည့်ချက်ပါတယ်ကျွန်မကတော့အဲ့ဒါတွေမထည့်တော့ပါဘူးပြီးသွားလို့ရှိရင်တီခိုတီးထည့်တယ်တပြေတီး6ချိတ်တဲ့လူတွေကတပြေတီး6လည်းထည့်လို့ရတယ်เนาะအဲ့ဒါလေးတွေကတော့အချိုလေးတွေနဲ့လှတာပေါ့เนาะကျွန်မကတော့တီခိုစီလေးပဲထည့်လိုက်ပါတယ်ရှင်ကဲအခုတော့တအိမ်လုံးစားလို့ကောင်းတဲ့ကြက်ပလောက်လေးရပါပြီကြက်ပလောက်လုံးမယ်ဆိုရင်အကောင်က50သားလောက်နဲ့လုံးရင်အကောင်ဆုံးပါပဲ